ကဘာပေါ်တင်ကြောက်မဲ့နေတာထွက်ဆုံးထိတိုင်းနိုင်ငံများကဘာမြေမျက်နှာပြင်အောက်မှာပုံကွယ်နေတဲ့ဘာဝတယံဇာတာတွေဟာတနိုင်ငံနဲ့တနိုင်ငံမတူညီရပါဘူးခင်ဗျာတချို့နိုင်ငံတွေဆိုရင်သူတို့မြေပေါ်ကထွက်တဲ့ထူးခြားဆန်းပြတဲ့ကြောက်မဲ့နေတာတွေကြောင့်ကဘာဈေးကွက်မှာနာမည်ကျော်ကြားပြီးတော့ရနာတက်ကြီးတွေအဖြစ်တင်စားခံရပါတယ်ခင်ဗျာဒီနိုင်ငံတွေထဲမှာကြောက်မဲ့နေတာထွက်ဆုံးထိတိုင်းနိုင်ငံတွေကတော့နံပါတ်1အနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံပဲဖြစ်ပါတယ်ဗမာတို့ရဲ့ဧကရာနိုင်ငံအဖြစ်ကဘာပေါ်မှာတင်စားခံရလေရှိတဲ့တခုသောနိုင်ငံလေးဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံဟာကြောက်မဲ့လောကမှာရှေးရခင်ကလေးကနာမည်ကြီးခဲ့တာပါခင်ဗျာအထူးသဖြင့်မိုးကုတ်ဒေသမှာထွက်တဲ့ကိုသွေးရောင်ဗဒမြပေးချင်းပလက်ဟာကဘာပေါ်မှာအကောင်းဆုံးနဲ့ဈေးအကြီးဆုံးအဖြစ်သတ်မှတ်ခံရပါတယ်ခင်ဗျာဒါအပြင်ကြောက်စိမ်းဂျေးတိုက်ဈေးကွက်မှာလည်း90%ကျော်ဟာမြန်မာနိုင်ငံကပဲဖြစ်ပါတယ်ခင်ဗျာဗဒမြကြောက်စိမ်းနီလာပလဲတို့နဲ့တခြားကြောက်မဲ့နာပေါင်းများစွာထွက်ရှိပါတယ်ခင်ဗျာနံပါတ်2ကတော့ဘရာဇီးနိုင်ငံပဲဖြစ်ပါတယ်ကြောက်မဲ့နာမျိုးစုံထွက်ရှိတဲ့အရက်လိုလဲကဘာပေါ်မှာတင်စားခြင်းခံရပါတယ်ခင်ဗျာဘရာဇီးနိုင်ငံဟာကြောက်မဲ့အမျိုးအစားအစုံလင်ဆုံးထွက်ရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်ခင်ဗျာအယောင်အသွေးစုံလင်ပြီးတော့ရှားပါတဲ့ကြောက်မဲ့နာတွေကိုဘရာဇီးမှာအများဆုံးတွေ့ရတတ်ပါတယ်ခင်ဗျာဘရာဇီးရဲ့ဂုဏ်ဆောင်ကတော့ဖရီဘာတိုမလင်းဆိုတဲ့ကမ္ဘာရှားပါဆုံးနဲ့တန်ဖိုးကြီးဆုံးကြောက်မဲ့နာပဲဖြစ်ပါတယ်ခင်ဗျာဘရာဇီးနိုင်ငံမှာအမရက်အမက်သစ်တိုဘတ်တိုမလင်းဆိုတဲ့ကြောက်မဲ့နာတွေအများဆုံးထွက်ရှိပါတယ်ခင်ဗျာနံပါတ်3ကတော့သီရိလင်္ကာနိုင်ငံပဲဖြစ်ပါတယ်ခင်ဗျာထာဝရရတနာကျွန်းလို့လည်းတင်စားခေါ်ခြင်းကိုခံရတဲ့ကျွန်းစုနိုင်ငံလေးလည်းဖြစ်ပါတယ်ခင်ဗျာရှေးရခင်ကတည်းကရတနာကျွန်းလို့လူသိများတဲ့သီရိလင်္ကာဟာအေးသွေးမြင့်နီလာစဖိုင်းရားတွေကြောင့်ကမ္ဘာရတနာကုန်တယ်တွေကြားမှာမျက်စိကျရတဲ့နိုင်ငံလေးဖြစ်ပါတယ်ခင်ဗျာထူးခြားတဲ့ပန်းဝအယောင်နီလာပပရုရှားတွေဟာလည်းဒီကျွန်းရဲ့အဖိုးတဲ့ရတနာတွေပဲဖြစ်ပါတယ်ခင်ဗျာနီလာစဖိုင်းရားမျိုးမျိုးပန်းဝအယောင်နီလာနဲ့ကြောင်မျက်စိကြောက်တွေအများဆုံးထွက်ရှိပါတယ်ခင်ဗျာနံပါတ်4ကတော့ကိုလံဘီယာနိုင်ငံပဲဖြစ်ပါတယ်မြားတို့ရဲ့ဘရင်လို့လည်းခေါ်ဆိုကြပါတယ်ခင်ဗျာကိုလံဘီယာကထွက်တဲ့မြားကြောက်တွေကအစိမ်းရောင်ရေးရင်းနဲ့ကြည်လင်မှုအားကောင်းတာကြောင့်ကမ္ဘာအဆင့်မီလက်အိုရတနာတွေမှာအဓိကအသုံးပြုကြပါတယ်ခင်ဗျာမြားကြောက်တည်တံ့ထွက်တဲ့နိုင်ငံလို့တောင်တင်စားခေါ်ခြင်းကိုခံရတာပဲဖြစ်ပါတယ်ကမ္ဘာအကောင်းဆုံးအရေးသွေးမြင့်အမရက်ကြောက်ဆိုရင်ကိုလံဘီယာကထွက်တာလို့တောင်ပြောရမလို့ပါပဲခင်ဗျာနံပါတ်5ကတော့တန်ဇန်နီးယားနိုင်ငံပဲဖြစ်ပါတယ်တန်ဇန်နီးယားဆိုရင်တော့ပြည်ရှားပါမှုကြီးပြရုပ်လို့တင်စားခေါ်ခြင်းကိုခံရတဲ့နိုင်ငံလည်းဖြစ်ပါတယ်ခင်ဗျာအာဖရိကတိုက်ရဲ့ထူးခြားတဲ့ဒီနိုင်ငံလေးမှာတော့တန်ဇန်နိုင်လို့ခေါ်တဲ့ခရမ်းပြန်အောင်ကြောက်အဓိကထွက်ရှိပါတယ်ခင်ဗျာတန်ဇန်နိုင်ဟာစိန်ထက်အစာပေါင်း1000မကရှားပါတဲ့လို့သတ်မှတ်ခြင်းကိုခံရတဲ့ရတနာလည်းဖြစ်ပါတယ်ခင်ဗျာတန်ဇန်နီးယားနိုင်ငံမှာတန်ဇန်နိုင်နဲ့တခြားအာဖရိကကြောက်မြတ်တွေထွက်ရှိပါတယ်ခင်ဗျာကဲမစ္စတာဂျွန်းရဲ့ပြည်သက်တွေရောဒီနိုင်ငံတွေတဲကဘယ်နိုင်ငံကထွက်ရှိတဲ့ကြောက်မြတ်နာကိုအကြိုက်ဆုံးလဲဆိုတာကိုပုံမှန်နေမှာပြောသားပေးခဲ့ပါအောင်ခင်ဗျာ